Hello ဒီနေ့တော့မှုဝိဆက်ဆက်နဲ့ရတာရှိတဲ့ကြက်ကျူစီချက်လေးချက်စားဖြစ်ပါတယ်။ချက်သားလေးတွေကိုအသားလွှာပြီးတော့နေတော်လေးတွေတုံးထားလိုက်ပါတယ်။တုံးထားတဲ့ချက်သားလေးတွေရတာနေဖို့အတွက်ကိုတော့ကောင်းမုတ်တစ်စုံခွဲထည့်ပါတယ်။ပဲငပြားကြီးအကြည်ထည့်ပါတယ်။ပြီးရင်တော့ဒီဟင်းရဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ QC လေးထည့်ပါတယ်။ QC ကိုတော့အနက်ရတာနဲ့ပြည်စုံတဲ့ Fuji Mountain QC လေးကိုအသုံးပြုထားပါတယ်။စားအနေငယ်နဲ့ငရုတ်ကောင်းနေငယ်လေးထည့်ပါတယ်ဒီမှာကျွန်မကစက်သားမုံတို့အချိုးမုံတို့မထည့်ဘဲနဲ့ဒီ QC ရဲ့ပဲငပြားရဲ့အရသာလေးနဲ့ပဲအသားကိုနှက်ထားတာပေါ့နော်အသားရတာနဲ့ပြီးသွားပြီဆိုလို့ရှိရင်တော့စက်သွန်ဖြူလေးကိုစီးသက်လိုက်ပါတယ်စက်သွန်ဖြူလေးတွေရှူဘရောင်တန်းလာပြီဆိုလို့ရှိရင်တော့ရတာနေထားတဲ့စက်သားလေးကိုထည့်လိုက်ပါတယ်စက်သားလေးကိုဟိုဘက်ဒီဘက်နှံဆက်မြတ်တာအောင်မွေပြီးတော့အသားအရင်ခြောက်သွားတဲ့အထိထားစရာမလိုပါဘူးเนาะအနေတော်လေးနှစ်ဖက်လုံးအကုန်လုံးကျက်သွားပြီဆိုလို့ရှိရင်ရောင်လေးနှောင်လို့မြုပ်ပြီးစိမ့်မုံလေးထည့်လိုက်ပါတယ်ပြီးရင်တော့ပဲငပြားရဲ့အနောက်နဲ့ QC လေးနဲ့ကိုနည်းနည်းထည့်လိုက်ပါတယ်နန်းရောရတာရောနဲ့ပြည်စုံတဲ့ဒီ Fuji Mountain QC လေးကိုပဲအသုံးပြုထားပါတယ်ဒီဟင်းမှာဆိုလို့ရှိရင်အချိုအတွက်ကိုဘာမှထပ်ထည့်စရာမလိုဘဲနဲ့ကိုဒီ QC တစ်မျိုးလေးနဲ့ပဲအရသာကိုထိန်းသွားတာပေါ့နော်ပြီးရင်တော့ညူတီပပလေးရတာနဲ့စက်သွမိတ်လေးတွေအုပ်လိုက်လို့ရှိရင်တော့အနက်ရတာနဲ့ပြည်စုံတဲ့ကြက် QC ချက်လေးရပါပြီရှင်ချက်သားကိုအပြောင်းလဲဖြစ်အောင်လို့ဒီလိုမျိုးမှုန့်မှုန့်ဆက်ဆက်ကလေးလဲချက်စားကြည့်နော်ဒါကကိုမဆာကောင်းတာပါရှင်